အရှိတုန်းကအလွန်စွမ်းတဲ့ဈေးဆရာကြီးတယောက်ရှိတယ်နော်အဲ့ဒါတနေ့တော့သူ့တွေကိုဒီခန္ဓာကိုယ်အားနေတဲ့ယောဂရှိတဲ့လူတယောက်ကရောက်လာပြီးတော့ဆရာကြီးကိုဆေးနီးတောင်းတော့ဆရာကြီးကဆေးလေးတွေပေးပြီးတော့ဒီဆေးကိုမင်းပေါက်ပင်ကိုရအောင်ရှာပြီးရင်အဲ့ဒီပေါက်ပင်ကအကိုင်းကိုဖြတ်အဲ့ဒီအသားကိုအချောက်လှမ်းပြီးလို့ရှိရင်မီးရှို့ပြာချအဲ့ဒီပေါက်သားပြာလေးကိုရေနဲ့ဖြောကြည်လေးဖြစ်အောင်ရေကြီးလေးဖြစ်အောင်လုပ်ပြီးတော့ဒီဆေးနဲ့မင်းဖြောတော့အဲ့ဒါဆိုရင်မင်းယောဂပျောက်တယ်အဲ့ဒါနဲ့သူအဲ့တိုင်းတောက်လိုက်တာယောဂတကယ်ပျောက်သွားတဲ့အခါကျတော့ဒီလူကတခါတည်းသူယောဂပျောက်တဲ့အခါကျတော့ဒီသတင်းကပြန့်တယ်ပေါ့နော်နောက်ထပ်တစ်ယောက်ကလည်းပဲဒီယောဂဖြစ်တော့ဟာဒီယောဂဒီဆရာကြီးကပျောက်တယ်ဆိုတော့သွားပြီးတော့စင်ဒီတောင်ဒီတိုင်းပဲနောက်ပေါက်သားပြာချပြီးတော့အဲ့ဒီပြာရည်နဲ့ဆရာကြီးပေးတဲ့ဆေးရောတောက်ပြီးတော့ပျောက်ကြတာပျောက်တော့ဒီလိုနဲ့ဒီဆေးကနာမည်ကြီးနေအဲ့ဒါနဲ့ခတ်တုံးလူတစ်ယောက်ကသူကလည်းဒီယောဂဆွဲတဲ့အခါကျတော့ဆရာကြီးဒီဆေးလာတောင်းတော့ဆရာကြီးကဆေးပေးလိုက်တယ်ရော့မင်းဒီဆေးကိုနောက်ပေါက်သားပြာချပြီးတော့ရေနဲ့ဖြောရေကြီးလေးနဲ့ဒီဆေးဖြောတောက်လို့ပေးလိုက်အဲ့ဒီမှာ तू ပေါက်ပင်ကို तू မသိတဲ့အခါကျတော့ပေါက်ပင်သိမယ်လို့သူစိတ်တဲ့ယုံကြည်တဲ့လူတွေကို तू လိုက်မေးတယ်ပေါက်ပင်ဆိုတာဘယ်လိုဟာတော့အဲ့တော့တယောက်ကဖြေတယ်တဲ့ပေါက်ပင်ဆိုတာကွယ်မီးလောင်ငုတ်တူကြီးဘာရွက်မှလည်းမရှိဘာအပွင့်မှလည်းမရှိမဲချောင်းနေဟုတ်တယ်ပေါက်ပင်ကနော်ဒီဘက်ရှိလားမသိဘူးကျွတ်တို့ရွာဘက်စီတော့အလွန်ပေါ်ဟုတ်လားအကုန်လုံးအရွက်ကြွေသွားပြီပွင့်နေလဲကြွေသွားပြီဆိုရင် तू ကတကယ်ကိုနော်အကျိုးပြိုင်ပြိုင်အယိုးပြိုင်ပြိုင်ထနေမွဲချောက်ပြီးတော့အသားလည်းတကယ်မဲသေးတာ तू ကအဲ့ဒီအခြေအနေကိုမြင်ဘူးတဲ့လူကအဲ့ဒီအခြေအနေကိုပြောလိုက်တယ်အဲ့တော့ဟိုလူကမှတ်သွားတယ်အော်ပေါက်ပင်ဆိုတာနော်မီးလောင်ထားလို့ဘာမှမရှိတဲ့အပင်ကြောက်ကြီးလိုမျိုးတယ်လို့ तू မှတ်ထားအဲ့ဒါနဲ့ तू နားမလဲဘူးနားမလဲတော့နောက်တစ်ယောက်ထပ်မေးတဲ့အခါကျတော့နောက်တစ်ယောက်ကဘယ်လိုပြောဆိုပေါက်ပင်ဆိုတာကွာနော်အသားတစ်တွေလိုပဲရဲနီးနေတာတပင်လုံးကိုရဲနေတာပဲလို့ပြောတယ်ဟုတ်တယ်အပွင့်နေအတင်းပွင့်နေတဲ့အချိန်မှာပေါက်ပင်တပင်လုံးကဘာဖြစ်နေတော့ရဲနေတယ်အဲ့ဒီအချိန်မှာတကယ်ပဲပေါက်ပင်ဟာရဲနေတယ်အဲ့ဒါနဲ့ तू နောက်တစ်ယောက်ကိုသွားပြီးတော့မေးတော့နောက်တစ်ယောက်ကဘာပြောတော့ဆိုတော့ပေါက်ပင်ဆိုတာတဲ့နော်မဲရှည်အတောင်လေးတွေတွဲရဲကြပြီးတော့သီးနေတာနော်အတောင်မဲရှည်လေးတွေကအကုန်လုံးဂူလိုစီးပြီးတော့တွဲရဲကြပြီးတော့သီးနေတာအဲ့လိုပင်ဟာပေါက်ပင်ပဲအပွင့်ပြီးတော့အရွက်မကြွေသေးခင်မှာအသီးသီးနေတဲ့အနေအထားမျိုးလေးလည်းရှိတယ်ပေါက်ပင်မှာအဲ့ဒီအခြေအနေပြောလိုက်တော့ပေါက်ပင်၃ယောက်မေးတာ၃မျိုးဖြစ်နေမျက်စိတွေကလဲနေပြီဟုတ်လားအဲ့ဒါနဲ့နောက်တစ်ယောက်အဆင်ပြေမလားလို့မေးလိုက်တဲ့ခါကျတော့နောက်တစ်ယောက်မှာပိုးဆိုးသွားနောက်တစ်ယောက်ကပေါက်ပင်ဆိုတာကွာနော်ညောင်မင်းများလို့ပဲအရွက်နှုတွေအရွက်